Mother is the heartbeat of family အမေကတဲ့မိသားစုရဲ့နှလုံးခုန်တန်ဖြစ်တယ်ဆရာကြီးအမတန်မှနော်စာရေးဆရာကြီးအမတန်မှဉာဏ်ပညာရှိတဲ့စာရေးဆရာကြီးတယောက်သူ့ရဲ့နာမည်တော့မဖော်ပြထားအောင်သူကဘာပြောလဲဆိုရင် Mother is the heartbeat of family အမေကတဲ့မိသားစုရဲ့နှလုံးခုန်တန်ဖြစ်တယ်အာမင်အမေရဲ့ဘလောက်ထိမိသားစုမှာရေးပါလဲ heartbeat တဲ့နှလုံးခုန်တော့နှလုံးခုန်တန်နှလုံးခုန်ချက်ပေါ့လူတယောက်နှလုံးမခုန်တော့ဆိုဘာဖြစ်သွားပြီလဲသေပြီဆိုတော့မိသားစုမှာမိခင်ကအသက်ပဲမိခင်ရှိတဲ့အိမ်ကလုံခြုံမှုရှိတယ်လို့ကျွန်တော်တို့ခံစားရတယ်။နောက်မိခင်ကကျွန်တော်မိသားစုမှာအရေးကြီးတဲ့ပုံကိုဖြစ်တယ်။ခြံထားလို့မရဘူး။မိခင်ပဲပြောတာလားဆိုမဟုတ်အမျိုးသမီးတွေထူးသဖြင့်ဆိုမိခင်တွေကအင်မတန်မှအရေးကြီးဖြစ်တယ်။ဆိုမိခင်တွေရဲ့မူလအရင်းမြစ်မိခင်ပထမဦးဆုံးမိခင်ဖြစ်တဲ့အေးဝါကိုကျွန်တော်ကြည့်မယ်ဆိုရင်အေးဝါကတော့ဖခင်ရဲ့စကားကိုနားမထောင်ခဲ့ဘူးဒါပေမဲ့ဖခင်ရဲ့စကားကိုနားထောင်ခဲ့တဲ့သူတယောက်ရှိတယ်အဲ့ဒါဘယ်သူဖြစ်မထင်လဲအေးမာရိကတော့ဖခင်စကားနားထောင်ခဲ့တယ်မာရိဖခင်စကားနားထောင်အေးဝါဖခင်စကားနားမထောင်ခြင်းကြောင့်လူသားတွေအားလုံးအပြည့်ရောက်ဒါပေမဲ့မာရိဖခင်ရဲ့စကားနားထောင်ခြင်းကြောင့်လူသားတွေအားလုံးကယ်တင်ခြင်းရတယ်ဒါကြောင့်ကျွန်တော်ပြောမှာမိခင်တွေကဖခင်ရဲ့စကားကိုနားထောင်တယ်ဆိုရင်လူတွေမြောက်များစွာအတွက်ကောင်းချီးမင်္ဂလာဖြစ်တာဖြစ်တယ်ဒါကြောင့်မိခင်တွေကကျွန်တော်တို့သိအရေးကြီးတယ်မယားကိုရတော်သူသည်ကောင်းသောအရာကိုရ၍ထာဝရဘုရား၏ကျေးဇူးတော်ကိုခံရ၏မယားကိုရရင်ဘာရတယ်လဲကောင်းသောအရာကိုရတယ်ထာဝရဘုရား၏ကျေးဇူးတော်ကိုခံရအမျိုးသမီးတယောက်ကဘလောက်ထိကျွန်တော်အမျိုးသားတွေအတွက်တော်လကောင်းမိသားစုအတွက်တော်လကောင်းတိုင်းနိုင်ငံအတွက်တော်လကောင်းဖခင်ရဲ့နိုင်ငံတော်အတွက်တော်လကောင်းအင်မတန်မှအရေးကြီးတာဖြစ်တယ်။လေကျမ်းစာထဲမှာဆိုပိုကောင်းတယ်။ဘာကိုရတာ treasure တဲ့။ယရနာကိုရလိုက်တာနဲ့တူတယ်။ဒါအမျိုးသမီးတယောက်ကိုဖခင်ကဘာနဲ့နိုင်ထားလဲဆိုယရနာတစ်ပါးနဲ့နိုင်ထားတယ်။အမျိုးသမီးတွေကအင်မတန်မှလှပတဲ့ဖခင်သခင်ပေးတဲ့တန်မိုးရှိတဲ့ယရနာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဒီနေ့အမျိုးသားတွေကနားလဲဖို့ရအတွက်အရေးကြီးတာဖြစ်တယ်။တန်မိုးထားဖို့ရအတွက်လည်းအရေးကြီးတာဖြစ်တယ်။လူကတယောက်တည်းနေမကောင်းဘူးတဲ့။လူကဘာဖြစ်လဲ။ယောက်ျားလေးတယောက်တည်းနေလို့အဆင်ပြေလား။နေလို့လည်းမကောင်းဘူးနေလည်းမကောင်း။အဲ့တော့ဘာလို့ကြလဲ။ယူကြတယ်။ဘာအတွက်လဲ။ကျွန်တော်အားဖြင့်ဒီနှစ်ယောက်အားဖြင့်ကောင်းချီးမင်္ဂလာတွေဖြစ်လာဖို့အတွက်ဖြစ်တယ်။မိခင်ကိုသင်ကယူသေးစွာပြုတယ်။သင်လေးလေးစားစားဆက်ဆံတယ်။မိဘလို့အမေတယောက်တည်းအဖွားတော့လည်းကောင်း။အဲ့ဒီຢာတွေကိုကျွန်တော်တို့ကကောင်းကောင်းမွန်မွန်ရိုးသေးသေးနဲ့ပြုစုလုပ်ကျွေးမယ်ဆိုရင်သင်ဟာပြည်တော်မှာတကယ့်အမွေကိုခံရမယ်သူဖြစ်တယ်။ကောင်းစားမယ်သူဖြစ်တယ်။ပြုလေရာသမျှမှာအောင်မြင်မဲ့သူတွေဖြစ်တယ်ဟာလေလုယာတို့ရဲ့သားသမီးတွေကျွန်တော်လိုက်ရှောက်ဖို့ရတဲ့ဖြစ်တယ်ကျွန်တော်ပြောရမယ်တင်းအမေကောင်းနိုင်တင်းရဲ့အဖေနဲ့အမေတင်းရဲ့မိဘတွေကောင်းတယ်ဆိုးတယ်ပေါ်မှာတင်းအဲ့လိုမဆက်ဆံနဲ့ပြန်ပြီးတော့သူတို့တင်းပေါ်မကောင်းရင်လည်းတင်းကအကောင်းဆုံးဆက်ဆံရမှာဖြစ်တယ်တင်းကယူသေးရမှာဖြစ်တယ်ဘာကြောင့်လဲမိဘကမိဘပဲအာမင်အမေကအမေပဲအဖေကလည်းအဖေပဲအိုဘားမားဘာပြောလဲဆိုရင်ကျွန်တော်ဒီနေ့သမ္မတဖြစ်တာတဲ့ကျွန်တော်ရဲ့အရေးချင်းတစ်ခုတည်းကြောင့်မဟုတ်ဘူးအဓိကကဘာလို့လဲဆိုရင်ကျွန်တော်ရဲ့အမျိုးသမီးကြောင့်ကျွန်တော်သမ္မတဖြစ်လာတာအမျိုးသမီးတွေကတိတ်ပြီးတော့အရေးကြီးတယ်မိသားစုအမျိုးသမီးကတိတ်ကိုတန်မိုးထားရမယ့်သူတွေဖြစ်တယ်အမျိုးသမီးကိုတန်မိုးထားပါငါတို့ယောက်ျားလေးတွေမှာမရှိတဲ့ဉာဏ်ပညာသူတို့စီမှာရှိတယ်အာမင်ယောက်ျားလေးတွေစီမှာမရှိတဲ့ဉာဏ်ပညာသူတို့စီမှာရှိတယ်တဲ့အဲ့ဒါကျွန်တော်ကိုယ်ကလည်းပြောဟုတ်တယ်ဆရာပြောတာမှန်တယ်တဲ့ तू မလုံနိုင်တဲ့အရာတွေကို तू PhD
ဘွဲယူဖို့ရန်အတွက်အားစားတယ်အယမ်းများတာအဲ့ဒီခါမှာ तू မလုံနိုင်တဲ့ຢာတွေကိုသူ့အမျိုးသမီးကျွန်တော်အမကြီးကလိုက်လုပ်ပေးတာအဲ့ဒီခါမှာကျွန်တော်ဘွဲကောင်းကောင်းယူနိုင်တာတဲ့ဒါကြောင့်မို့ကျွန်တော်အမျိုးသမီးကိုကျွန်တော်ယေရှုတင်တယ်တဲ့အာမင်ဒီနေ့မှာကျွန်တော်အမျိုးသမီးတွေအခန်းကဏ္ဍနော်ဘယ်လောက်ထိအရေးကြီးလဲကျွန်တော်ယောက်ျားလေးလည်းနားလည်ဖို့လိုတယ်အမျိုးသမီးလို့ပြောတဲ့အခါမှာကျွန်တော်ကအမျိုးသမီးတွေကိုလေအထင်မသေးဖို့လိုတယ်မိသားစုတစ်ခုလုံးကိုသူတို့က control လုပ်ထားတာတကယ်တမ်းတော့ကျွန်တော်ယောက်ျားလေးတော့ခေါင်းဖြစ်တယ်ဒါပေမဲ့နေရာတကာမှာကျွန်တော်ယောက်ျားလေးမပါနိုင်ဘူးဒါမိန်းကလေးတွေနေရာတကာမှာသူတို့ကနော်ပါနိုင်တယ်လွှမ်းမိုးနိုင်တယ်ပေါ့နော်သူတို့ကကဘာပေါ်မှာအကြီးမားဆုံးသောအသင်းတော်ကိုပိုင်တဲ့ပါစတာကိုရီးယားနိုင်ငံပါစတာယုံကြည်ချူအသင်းတော်ဘာကြောင့်အောင်မြင်တာလဲသူတို့မေးတဲ့ခါမှာသူအင်တာဗျူးထဲမှာကျွန်တော်ရဲ့အသင်းတော်မှာတဲ့ခေါင်းဆောင်က80%ခေါင်းဆောင်ကအမျိုးသမီးတွေဖြစ်တယ်တဲ့တကယ်သစ္စာရှိစွာလှုပ်ဆောင်တဲ့သူတွေကလည်းအမျိုးသမီးတွေပဲဖြစ်တယ်ဟာလေလုယာဒါအမျိုးသမီးတွေအခန်းကဏ္ဍကအင်မတန်မှအရေးကြီးပြီးအင်မတန်မှလေးနက်တယ်မျိုးသမီးတွေကိုဖျားကောင်းကြည့်ပေးပါစေဘုရားခင်သားရဲ့သစ္စာတရားနဲ့သင်တို့ကိုပတ်ရပါစေဘုရားသခင်ရဲ့မျက်နာတော်သင်တို့၌ထွန်းလင်းပါစေ